အလဲထုံးတဲ့နိုင်ခဲ့သိမိမဲ့ဂျိုးဝိုင်းတိုင်းအမားကြောင့်နင်နာခဲ့ရတဲ့မြမကုန်းဆောင်ဂျော်ရှော့ဗန်နိုင်ပွဲတော့ဝမ်းသာပေမဲ့လဲထုံးတဲ့နိုင်ပွဲရမယ့်ပွဲကိုအမှတ်နဲ့ပဲနိုင်တာနှမျောစရာကောင်းခဲ့ပါတယ်တကယ်ဆိုဗန်အနေနဲ့ဒုတိယချီမာကလေးကရိုက်ဆူရာကိုအလဲသိပ်ပြီးတော့နိုင်ခဲ့ရမှာဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ကန်ချက်ကလိုဘလိုခါအောက်ပိုင်းကန်တယ်လို့ဂျိုးဝိုင်းတိုင်းကသတ်မှတ်လိုက်တာကြောင့်ပွဲကပြီးမသွားခဲ့ပါဘူးယနေ့မနက်အမေရိကန်နိုင်ငံတီမိုဘိုင်းရီနာမှာကျင်းပခဲ့တဲ့ UFC 313ပြိုင်ပွဲမှာဗန်ဟာပြိုင်ဘက်ရှုံးပွဲမရှိဂျပန်ဖိုက်တာရိုက်ဆူရာကိုဘဲဥခွဲပေးလိုက်တာပါFace off မှာကလေးကမြောက်ကြောင်မြောက်ဖြစ်နေတဲ့ Bryce Surya ကိုဗန်တယောက်ကြောင်းမန်းကမှန်းသိအောင်ဆုံးမပေးလိုက်တာပဲဖြစ်ပါတယ်။ဗန်ကအတကန်ဝိုင်းတဲ့ကိုမြန်မာလန်ကြီးနဲ့ဝင်းကြွကြွဝင်လာခဲ့တာပါ။ဒါမြန်မာကိုအာဆီယံနိုင်ငံတွေထဲမှာ UFC မှာအလံလွှင့်ထူနိုင်တဲ့ပထမဆုံးနိုင်ငံဖြစ်ပတ်တန်းဝင်စီခဲ့ပါတယ်။ဗန်အနေနဲ့မြန်မာပြည်သက်တွေကိုတစ်ခုပြီးတစ်ခုဂုဏ်ယူနေစေတာပါ။ဒီဘက် UFC ပြိုင်ပွဲသမိုင်းပထမဆုံးသော2000ခုနှစ်နောက်ပိုင်းမွေးဖွားတဲ့ fighter 2ပြိုင်ပွဲကစားခဲ့ရတာလည်းဖြစ်ပါတယ်။ Bryce Surya game plan ဗန်ကို take down လုပ်ချုပ်ပြီးတော့အနိုင်ဖို့ပါ15မိနစ်လုံးခြေဆွဲပြီးတော့ဝင်လုံးမှုကြိုးစားခဲ့တာဖြစ်ပါတယ်။ဗန်နဲ့တိတ်တောင်း defense မှာဆရာကြာလုံးပါတယ်။လူကောင်သေးတဲ့ဗန်ကလင်းမြန်လုံးပြီးတော့အလုံးမခံအောင်ကာကွယ်နိုင်သလိုအလုံးခံရင်လည်းလင်းမြန်မြန်နဲ့ပဲဖြည့်ရှင်းနိုင်တာမျိုးပါ။ Bryce Suryaကတပွဲလုံးဗန်ကိုတိတ်တောင်းလုပ်ဖို့အချိန်20တိကြိုးစားခဲ့ပါတယ်။ဗန်ကစုစုပေါင်း19ချိန်ထိကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ Bryce Suryaအနေနဲ့တချီကိုတစ်ခါတုံးနဲ့3ချိန်သာဗန်ကိုလုံးနိုင်ခဲ့တာဖြစ်ပါတယ်။လုံးလိုက်လဲဗန်ကိုစပ်ပြကိုင်းပြီးတော့ငရှင်းလိုက်ဖမ်းသလိုဖြစ်နေရကြောင်းဘလို့မှဂျာကြီးထိမ့်မထားနိုင်ခဲ့ပါဘူး။ဗန်အနေနဲ့တပွဲထဲမှာ take down defense 85ရာခိုင်နှုန်းထိကိုကာကွယ်သွားနိုင်ခဲ့တာပါ။ဒါတပွဲပြပြအများဆုံးစီးရင်ဝင်ခဲ့တာဖြစ်ပါတယ်။စားလာကလေး Bryce Surya ကဗန်ကိုချုပ်ဖို့ကြိုးစားခဲ့ပါတယ်။ဗန်လည်းရောက်ရုံထွက်ပြနိုင်ခဲ့တာပါ။ Stand fight မှာတော့ဗန်ကတာပြီးတော့ဘီဘီယန်ကိုတိအောင်ထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ဂျပန်ဖိုင်တာလည်းတဲမာပြီးတော့ဂတ်ကိုဖွင့်စားတဲ့အထိသူ့ကိုယ်သူယုံတာပါ။လက်သီးကောင်းတဲ့ဗန်နဲ့တွေ့ချိန်မှာတော့ကမ်မကားတဲ့အကျိုးကျေးဇူးတွေကောင်းခံခဲ့ရပါတယ်။ဒူဒါချီကလည်းဒီပုံစံတိုင်းပဲဖြစ်ပြီးတော့ Bryce Surya ကဗန်ကိုခြေဆွဲဖို့ကြိုးစားနေတာပါ။အချိန်ကြိုးစားခဲ့မဲ့ဗန်ကလည်းမိသွားရင်တော့မရအောင်ရုံထွက်ပြနိုင်တာကြီးပါပဲ။ Bryce Surya အနေနဲ့ control time တောင်အချိန်ကြာမရခဲ့ပါဘူး။ Van body ကန်ချက်တွေကြောင့်လည်းတက်လုံကကျလာပါတယ်။ပထမချီနဲ့ဒုတိယချီလို့မတာတဲ့ Bryce Surya ကတတိယချီရောက်မှာတော့ခြေနေကမဟန်တော့ပါဘူး။အလဲထိုးအောင်လည်းလက်သီးချင်းမှာမတာပြင်ဆင်လာ game plan လည်းအလုံးမဖြစ်နဲ့တိုင်ပတ်နေခဲ့တာဖြစ်ပါတယ်။ရှင်ထိုးရင် Bryce Surya ကပိုအထိနာပါတယ်။ Bryce Surya အနေနဲ့သင်္ကန်းသာကောင်းကောင်းရသွားခဲ့တာပါ။မပေးတိုင်3စလုံးကပွဲပြီးမှာတော့ Van ပဲအနိုင်ပြီးသွားခဲ့ပါတယ်။ Van အနေနဲ့အလဲထိုးနဲ့နိုင်ခဲ့တဲ့ပွဲကိုအလဲမထိုးပဲအနိုင်ရခဲ့တာတော့နှမျောစရာကောင်းပါတယ်။ဒီတိုင်းပွဲဗန်အတွက်ကြီးစားကစားမပွဲ15ပွဲစားပြီးသားချိန်မှာ73ပွဲနိုင်2ပွဲရှုံးရလက်ကိုပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပြင်ဗန် UFC မှာစုစုပေါင်း9ပွဲကစားပြီးချိန်6ပွဲထိနိုင်ထားပြီလည်းဖြစ်ပါတယ်။ဗန်တော့မျောလင်းချေစရာကောင်းလို့နေပါပြီ။ဒါပေမဲ့ဖြေးမှန်မဲ့သွားမှာပါ။ UFC ဆိုတာကမ္ဘာအကျန်းဆုံး fighter တွေစုနေနေရမလို့ချန်ပီယံဖြစ်ဖို့မပြောနဲ့ ranking တွဲမှာပုံမှန်နေဖို့တော့မလွယ်ပါဘူး။ဗန်အသက်23နှစ်ပဲရှိသေးတာဖြစ်ပြီးတော့သူလိုချင်တဲ့အသက်ငယ်ဆုံးချန်ပီယံဂုံပုတ်ကိုအရယူနိုင်မှုအတွက်အချိန်ကကြံပါသေးတယ်။နိုင်ပွဲလဲဆက်နေရမလို့ ranking ထိပ်ပိုင်းမြန်မြန်တက်နိုင်ချန်ပီယံစိန်ခေါ်ခွင့်မြန်မြန်ရမှာဖြစ်ပါတယ်။လက်ရှိမှာမြန်မာပြည်သက်တွေအားပေးမှုကြောင့် Van UFC မှာထိပ်တန်း fighter နဲ့အပြိုင် view နဲ့ engagement အများဆုံးဇာမိုက်တွေမှာပါဝင်နေဖြစ်ပါတယ်။မြန်မာကုံဆောင်ချင်းတိုင်းသားလေး Van နဲ့ဘလောက်ထိလောက်ပြနိုင်မလဲဆိုတာဆက်လက်ဆောင်ကြည့်ရမှာပါ။ Van တော့ Van ပဲဖြစ်ပြီးတော့မြန်မာမျိုးဆက်သစ် fighter တွေအတွက်တော့အားကြစရာကောင်းလို့နေတာဖြစ်ပါတယ်။